ဒူးရင်းသီးရဲ့အာဟာရတန်ဖိုးကျွမ်းမှုများအပိုင်းနှင့်ဦးလန်းချောင်းကျန်းမာရေးကိုအထောက်အကူပေးခြင်းဒူးရင်းသီးဟာအမြင့်တက်ပါဝင်မှုများတဲ့အတွက်ဥလှုပ်ရှားမှုကိုပိုလို့ကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါသေးတယ်။သွေးတွင်းတကြားဓာတ်ကိုထိန်းပေးခြင်းဒူးရင်းသီးစားရင်စီးယူသွေးကြိုးကိုတက်စေတဲ့ဆိုတဲ့စကားတွေဟာတကယ်တမ်းတော့မမှန်ပါဘူး။ဒူးရင်းသီးမှာရှိတဲ့ glycemic index လို့ခေါ်သောသွေးတွင်းတကြားဓာတ်ဘလောက်မြင့်မြင့်တက်နိုင်လဲဆိုတဲ့ကြာချိန်ဟာပုံမှန်စားသုံးနေကြအသီးနှံတွေထက်တောင်နည်းတဲ့အတွက် sugar spike စားသုံးပြီးတော့တကြားဓာတ်တဟုန်ထိုးတက်ခြင်းကိုမဖြစ်စေပါဘူး။ပမာဏနည်းနည်းစားရုံဖြင့်ခန္ဓာကိုယ်အတွက်စွမ်းအင်အများကြီးကိုပေးနိုင်ခြင်းဒူးရင်းသီးကကောင်းမွန်တဲ့ carbohydrate တစ်မျိုးဖြစ်လို့နေ့စဉ်လိုအပ်တဲ့စွမ်းအင်တွေကိုဖြည့်စွက်ပေးပြီးအာဟာရဖြစ်စေပါတယ်။စိတ်ပျော်ရွှင်မှုကိုပေးစွမ်းနိုင်ခြင်းဒူးရင်းသီးမှာကျွဲဝစွာပါဝင်တဲ့ vitamin B6 ဟာစိတ်ခံစားချက်ကိုထိန်းညှိပေးတဲ့ serotonin လို့ခေါ်သောအာရုံကြောဆက်သွဲဓာတုပစ္စည်း neurotransmitter တွေကိုထုတ်ပေးရေးမှာပါဝင်တာမို့စိတ်ဓာတ်ကြခြင်းစိတ်ပူပန်ခြင်းကဲ့သို့ခံစားချက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom page လေးကို like and follow လုပ်ထားကြအောင်နော်။